မြန်မာနိုင်ငံတောင်ပိုင်းတွေအကောင့်ထဲပေါ်ဆောင်ရွက်မယ်။တဝယ်ရည်နဲ့စီမံကိန်းနဲ့အတူနျူကလ িয়ার ဓာတ်အားပေးစက်ရုံကိုရုရှားနိုင်ငံပိုင်နျူကလ িয়ার စွမ်းအင်ကော်ပိုရေးရှင်းဖြစ်တဲ့ Rosatom ကဆောင်ရွက်ပေးမှာဖြစ်တယ်လို့သိရပါတယ်။အဆိုပါစီမံကိန်းအတွက် NASA ကဥက္ကဋ္ဌနဲ့ရုရှားသမ္မတပူတင်တို့ကရမလင်နန်းတော်တွင်တွေ့ဆုံမှုအပြီးလက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်တယ်လို့လည်းသိရပါတယ်။ရင်းနျူကလ িয়ার ဓာတ်အားပေးစက်ရုံစီမံကိန်းမှာလျှက်စစ်ဓာတ်အားမဂါဝက်130ထုတ်လုပ်ပေးနိုင်မှာဖြစ်ပြီးမဂါဝက်330ထုတ်လုပ်ပေးနိုင်သည့်အထိတိုးချဲ့သွားနိုင်တယ်လို့လည်းသိရပါတယ်။ဒါအပြင်ရုရှားနိုင်ငံပုဂ္ဂလိကကုမ္ပဏီများကတန်ချိန်2သိန်းနဲ့အထက်သင်္ဘောများစိုက်ကပ်နိုင်တဲ့စိတ်ကမ်းတစ်ခုတည်ဆောက်ရဆွေးနွေးမှုများရှိကြောင်းလည်းသိရပါတယ်။195 စတူရန်ကီလိုမီတာနီးပါးကျယ်ဝန်းတဲ့တဝယ်အထူးစီးပွားရေးဆောင်ဟာမြန်မာနိုင်ငံတောင်ဘက်စွန်းတနင်္လာရီတိုင်းတဝယ်မြို့ရဲ့မြောက်ဘက်ကပလီပင်လယ်ပြင်နဲ့ထိုင်းပင်လယ်ကွေ့အနီးမဟာဗျူဟာကျတဲ့နေရာတွေကောင်းထဲပေါ်ဆောင်မဲ့စီမံကိန်းကြီးဖြစ်ပြီးရင်းနှက်စီမံကိန်းစက်မှုဆောင်လျှက်စစ်စွမ်းအင်နဲ့အခြားစီမံကိန်းများပါဝင်ပြီး၎င်းစီမံကိန်းကိုမြန်မာထိုင်းဂျပန်သုံးဘက်ဆိုင်ကောင်းထဲပေါ်မှာဖြစ်တယ်လို့မူလကကတိပြုထားတော့လဲယခုကရုရှားနိုင်ငံတနိုင်ငံထဲမှာဆောင်ရွက်မှာဖြစ်တယ်လို့သိရပါတယ်